ဒီဗီဒီယိုမှာတော့ Facebook page အတစ်ဖောက်နည်းကိုလာတင်ပြတော့မှာပဲဖြစ်ပါတယ်။အရင်ဦးဆုံးတော့အဆက်3ဆက်ကိုနှိပ်ပါပြီးရင် create Facebook page ကိုနှိပ်ပါကို page နဲ့နာမည်ထည့်ပါပြီးရင် next နှိပ်ပါဒီမှာကတော့ကိုလုံးမဲ့အကြောင်းအရာနဲ့ညီညွတ်တဲ့ category တစ်ခုကနေ3ခုအထိရွေးလို့ရပါတယ်။နောက်တော့ digital creator ပဲရွေးပါတယ်ပြီးရင် create နှိပ်ပါခဏဆောင်ပါဒီနေရာကတော့ကိုနေရလိပ်စာပေါ့နော်ဖုန်းနံပါတ်တွေ email တွေထည့်ခိုင်းနေပါတယ်နောက်မှထည့်လိုက်ရပါတယ်ဒါတွေကအရေးမကြီးပါဘူးပြီးရင် next နှိပ်ပါ okay ဒီနေရာရောက်ရင်80ရာခိုင်နှုန်းလောက်ပြီးတော့ပါပြီ background ပုံတွေ profile ပုံတွေထည့်ခိုင်းပါတယ်ရှင်းလဲထည့်ပါတော့မရှင်းလဲနောက်မှထည့်လိုက်ရပါတယ်ကျွန်တော်ကအဆင်သိရှိထားလို့အခုထည့်လိုက်ပါတယ်ပြီးရင် next နှိပ်ပါဒီနေရာကတော့တငယ်ချင်းတွေကို invite လုပ်ခိုင်းတာပေါ့နော်ပြီးရင် next နှိပ်ပါဒီမှာ done ဆိုတာကတော့ပြီးတော့ပါပြီ done နှိပ်ပါခဏလေးစောင့်ပေးပါโอเคအောင်မြင်စွာ follow ပြီးတော့ပါပြီကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်